ပြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာကြီးခုနကပြောသွားတာလေးနဲ့ပေါ့နော်ကျွန်တော် Rotary အနေနဲ့ Rotary ရဲ့ organization တစ်ခု NGO တစ်ခုအနေနဲ့သူ့ role ကဘယ်လိုမျိုးဝင်ပါလို့ရမလဲဆရာကြီးတို့လို့တကယ်တတိနားလေတဲ့ပညာရှင်တွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆရာတို့လို့ခုနပြောသလိုတကယ် coaching တွေဒီအရင်နဲ့ပြန်ပြီးတော့ rebuild လုပ်တယ်ဆိုတဲ့နေရာမှာဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာလေးတွေကိုဘယ်လိုမျိုးတွေကျွန်တော်ချိတ်ဆက်လို့ရမလဲဆိုတော့ချိတ်ဆက်ခြင်းလေးကိုကျွန်တော်ကနည်းနည်းလေးဝင်ပြီးဆွေးနွေးချင်ပါတယ်ဆရာကျွန်တော်တို့ခုနပြောရတယ်ဆိုရင်ကျွန်တော်တို့ Rotary အနေနဲ့ဆိုရင် 3R အနေနဲ့သွားနေပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ပထမဆုံး10ရက်ခုနပြောရဲကျွန်တော် response ပေါ့ immediate response လုပ်တယ်ကျွန်တော် rescue လုပ်တယ်ဆိုတဲ့အချိန်အဲ့ဒီအချိန်မှာတော့ကျွန်တော်မြင်တာကတော့ medical first aid ကအရေးအကြီးဆုံးဖြစ်မယ်အဲ့ဒီအချိန်မှာလည်း psychological first aid တောင်လူတွေကမေ့နေမှာသူတို့ရဲ့အခန်းကဏ္ဍအဲ့ဒီ10ရက်အလွန်မှာမှကျွန်တော်တို့ရဲ့ 3R ဆို second phase မှာဆိုစပြီဒီအချိန်မှာဆိုအကုန်လုံးက impact တွေ psychological trauma ဒီတော့မှစလဲလာတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဒီအချိန်မှာကျွန်တော်တို့က psychological first aid ဆိုတာဒီတော့စဝင်မှာပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ကျွန်တော်ကအဲ့လိုလေးမြင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့အခုဆိုရင်လည်းကျွန်တော် Rotary အနေနဲ့ဒီ second phase နဲ့ third phase အတွက်ကျွန်တော်တို့ရဲ့ဒီနောက်ဆုံး rebuild မလုပ်ခင်မှာကျွန်တော် rehabilitate လုပ်မယ် recover လုပ်မယ်ဆိုတဲ့ဒီအခြေအနေကိုကျွန်တော်တို့လှုပ်ဆောင်နေတယ်ပေါ့နော်ဒီအခန်းကဏ္ဍလှုပ်ဆောင်နေအဲ့ဒီအချိန်မှာ psychological first aid ဆိုတာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ကျွန်တော်လှုပ်ဆောင်တင်နေဆိုတာလေးကိုကျွန်တော်မြင်နေပေါ့ဆိုတော့ဆရာပြောသွားရဆိုရရတယ်ပေါ့အဲ့ဒီ psychological first aid ကိုကျွန်တော်တို့ကလုပ်မယ်ဆိုတဲ့အချိန်မှာဆရာပြောသွားတဲ့ 3L ပေါ့ဆိုတော့ဒီ 3L မှာခုနကကျွန်တော် first part မှာကျွန်တော်ဆွေးနွေးသွားသလိုအရင်ဆုံးအရေးကြီးဆုံး identify လုပ်ဖို့ဆိုတဲ့အရာဆရာရဲ့ look listen link ဆိုတဲ့နေရာမှာ look နဲ့ကျွန်တော် identify နဲ့တွားပြီးတော့မြင်ပါကျွန်တော်လူကြည့်မယ်ဆိုဘာတွေကြည့်ချင်တာလဲသူတို့ဒီလူတယောက်ကြည့်မယ်ဒီလူတယောက်ကမိုင်းလား moderate လား severe လားကဲဒီ area တစ်ခုမှာမိုင်း moderate severe ဘယ်လောက်များတယ်ဆိုတော့ identify ကောင်းကောင်းလုပ်လိုက်နိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ look မှာကျွန်တော်ရဲ့ output ကဘာလို့ချင်တာဆိုတော့ we want to identify these people ကျွန်တော်ရဲ့ key လုပ်မယ်ဆိုတဲ့ area တွေကိုကျွန်တော်တို့ခုနပြော identify လုပ်တယ်ဆိုရင်အဆင့်လေးအဲ့ဒီဟာ look အနေနဲ့မှာကျွန်တော်အဲ့ဒါကို technology နည်းပညာလေးကိုအသုံးချပြီးတော့ကြဲကြဲပြန့်ပြန့်ဘယ်လိုလုပ်မလဲဒီဟာကိုခုနပြောလို့ survey အနေနဲ့လူတွေရဲ့response အနေနဲ့ကောက်မယ်ဆိုဆရာတို့ဒီမှာပြောသွားဆို tools ကို efficiently utilize လုပ်ပြီးတော့ခုနပြောတဲ့ဒီ mass ကိုဘယ်လိုမျိုး mass population ကိုဘယ်လို cover လုပ်မယ်။ mass team မရောက်ဘူးဆိုတော့ကျွန်တော် cycle တွေခွဲထားပြီးတော့အရေးကြီးဆုံးလိုအပ်တဲ့ cycle ကိုရအောင်ဘယ်လိုသွားမလဲဆိုကျွန်တော်တို့အဲ့နေရာမှာ technology ဝင်လို့ရပါတယ်။ Okay ဒီခုနပြောတဲ့ look ပြီးသွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့ listen အဆင့်ပေါ့နော်။ဆရာ listen ဆိုတဲ့နေရာမှာကြတော့အဲ့ဒီ look ဆိုတဲ့နေရာကျွန်တော်ရဲ့ listen ဆိုတဲ့ look နဲ့ listen ကကြတော့ကျွန်တော်က psychological first aid ရဲ့ပထမဦးဆုံးနှစ်ပိုင်းပြောလို့ရတယ်လို့အတားက volunteer တွေကိုသင်ပေးလိုက်လို့ရတယ်လို့ကျွန်တော်မြင်ပါတယ်မှန်ပါတယ်ဟိုနောက်ထပ် link လုပ်တယ်ဆိုတဲ့အပိုင်းမှာတော့တကယ် specialist တွေနဲ့ဆရာတို့လိုခုနပြောသူအခန်းကဏ္ဍတကယ် specialist နဲ့ချိတ်ဆက်ပြီးတော့မှသက်ဆိုင်နေဆိုတဲ့လူတွေကိုကျွန်တော်တို့ look မယ်လုပ်မယ် listen လုပ်မယ်အဲ့ဒါပြီးရင်ကျွန်တော် divert လုပ်ပေးရမယ်ပြီးတော့ကျွန်တော်တို့အဲ့ဒါ divert လုပ်ဖို့အတွက်ဒီထဲမှာဘယ်လိုအဖွဲ့အစည်းတွေဘယ်လို organization တွေဘယ်လိုတွေကဘယ်လိုမျိုးရှိမယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့သွားရမယ်ပေါ့နော်ကျွန်တော်အဲ့ဒီမျိုးလေးကျွန်တော်မြင်ပါတယ်ခင်ဗျ look လုပ်မယ်ကျွန်တော် listen လုပ်မယ် listen လုပ်တဲ့ဆိုရဲ look how do we look ကျွန်တော်လူတယောက် identify မယ်စကားပြောတာဆိုရင်ကျွန်တော်ဒီ information လေးဖြစ်ပြီးမဟုတ်ဘဲနဲ့ empathetically လူတွေဒီမြေပြင်ဆင်းပြီးတော့ဘယ်လိုမျိုးစကားတွေပြောမလဲ listen လုပ်တယ်ဆိုရဲဆရာတို့ပြောသလိုပေါ့ဘာမှကိုဒီ psychological support ဖြစ်အောင်ဘယ်လိုမျိုး type of listening နဲ့ psychological support ဖြစ်တာလဲကိုဆရာတို့ကနေတစ်ဆင့် section တွေလိုက်လူငယ်တွေ NGO တွေ volunteer တွေကိုသင်ပေးပြီးတော့ဒီဟာတွေက first aid စင်ခုနကပြောတဲ့ကျွန်တော်တို့ရဲ့ 100% လောက်စိုးနေတာကနေကျွန်တော်ထုံးထောင်းလုပ်ပြီးတော့50 or 60% လောက်ရောက်လာမယ်အဲ့ဒီ 60% လောက်ရောက်လာတယ်ဆိုတော့ mental condition လေးကိုခုနပြောတဲ့ divert တွေလုပ်ပြီးတော့ဆရာတို့ရဲ့ link လုပ်တယ်ဆိုရဲအဆင့်နဲ့သွားမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့လို effective ဖြစ်လာမယ်လို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါကျွန်တော်အရန်ကိုပဲဒီနေ့ပြောရမယ်ဆိုရင်ဘူးတူတာတွေကော idea တွေကောအများကြီးရသွားပါတယ်ဒီမှာနည်းနည်းလေးထပ်ဖြစ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ Rotary Club of Metro ရန်ကုန်အနေနဲ့လည်းလောလောဆယ်မှာ coordination center လေးဖွင့်ပြီးတော့ information တွေစစုဖို့တော့စူးစမ်းနေတာတွေအများကြီးပါစုစုရဲ့ information ထဲမှာဆရာပြောသွားတဲ့ဟာကိုပါကျွန်တော်တို့ one agenda အနေနဲ့ဖြည့်ပြီးသွားမယ်ဆိုရင်အဓိကအဖြစ်ကျွန်တော်တို့ကတော့သူကဒီဆရာ ID နဲ့ဒီနည်းပညာပိုင်းကိုကျွမ်းကျင်တဲ့ခါကျတော့အရင်ကျွန်တော်တို့ on paper ဒီ survey လုပ်တာထက် ID နဲ့ survey လုပ်လိုက်ရင်ပို့ပြီးတော့မြန်ဆန်ပြီးတော့ပို့ပြီးတော့ကောင်းတဲ့ data တွေရမယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ကျွန်တော်တို့ဒါကိုကျွန်တော်တို့နေဆက်သွားရမယ်နောက်ထပ်အလုပ်တစ်ခုလို့ကျွန်တော်တို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်အကုန်လုံးပြောတာလေအဲ့တော့ကျွန်တော်တို့ပြောလာတာလေ information တွေကတော့အများကြီးပဲကျွန်တော်တော့မှလိုက်မမီတော့ဘူးဖြစ်သွားပြီအကုန်လုံးဒါဖြစ်ဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ရဲ့ရှေ့သွားမယ်လုပ်ငန်းစဉ်တွေရှေ့လုပ်ရမယ်လုပ်ငန်းစဉ်တွေအများကြီးကျွန်တော်တို့
မျက်စိတွေအများကြီးပွင့်သွားတယ်အသိဉာဏ်တွေလည်းအများကြီးရောက်သွားပါတယ်အဲ့တော့ကျွန်တော်တို့ဟိုညီကုန်းချုပ်လေးအနေနဲ့ပေါ့နော်ဆရာအနေနဲ့ဆရာကြီးကျွန်တော်တို့ပေါမောက္ခဒေါက်တာဆရာကြီးဦးဉာဏ်ဝင်းကျော်အနေနဲ့ကျွန်တော်တို့ကိုညီကုန်းချုပ်အနေနဲ့ဟိုဒီစကားဝိုင်းလေးရဲ့အနှစ်ချုပ်ကလေးဘာများပြောချင်ပါလိမ့်မယ်ခင်ဗျကျွန်တော်တို့ဒီလိုမျိုးဘေးကနေကြီးကျယ်ကြီးရင်ဆိုင်ရလို့ရှိရင်ခံစားကြရတာတော့ဒါလူတိုင်းဒီပုံစံအတိုင်းပဲခံစားကြရပါတယ်အဲ့တော့အဲ့လိုခံစားကြရတဲ့သူတွေအနေနဲ့အခုလောလောဆယ်အခြေအနေမှာကိုဖြစ်နေတဲ့အခြေအနေကို accept လုပ်နိုင်အောင်ကြိုးစားကြဖို့ပထမလိုပါတယ် accept လုပ်ပြီးဆိုလို့ရှိရင်စောစောပြောသလိုတက်တာရမယ်လုပ်ငန်းတွေကျွန်တော်တို့သူများကိုတခြားသူတွေကိုကူညီတာလုပ်ဖို့လိုပါတယ်တခြားသူကိုကူညီတာလုပ်ဖို့လုပ်နိုင်အောင်ကိုယ်တိုင်အစားအသောက်အာဟာရပြည့်ဝမျှမျှတတစားဖို့လိုပါတယ်ကောင်းကောင်းအိတ်ကောင်းကောင်းနားဖို့လိုပါတယ်အဲ့ဒါအပြင် regular physical exercise တစ်မျိုးမဟုတ်တစ်မျိုးလုပ်ဖို့လိုပါလိမ့်မယ်ပြီးလို့ရှိရင်တော့ meditation နဲ့သက်ဆိုင်ရာဘာသာကိုယ်ဝယ်ရာဘာသာအလိုက်ဟလာလှုပ်ထိုက်တာတွေကြင့်ကြံတဲ့တာတွေကိုကြင့်ကြံကြဖို့လေလိုပါတယ်ဒါအပြင်ကျွန်တော်တို့ကအခုတိတ်ကြီးသွားတဲ့လူကြီးတွေလည်းပါတော့ပါတယ်ဘာလို့ကျွန်တော်တို့တချို့60 90 80ရောက်နေပြီ Facebook တို့ဘာလို့သူပြောသလိုကြည်တတ်တဲ့လူကြီးတွေပါပါတယ်အဲ့ဒီ media time ကို limit လုပ်ဖို့လိုပါတယ်ဟုတ်လားဟိုကျွန်တော်တို့စေကန်းကိုရောက်လာတဲ့သူတွေမှဟို Facebook ကိုကြည့်လိုက်တာနဲ့ဘလို့ဖြစ်သွားတယ် YouTube မှာကြည့်လိုက်တာနဲ့ဘလို့ဖြစ်သွားတယ်ဒါတွေကိုပြန်ပြီးကြည်ရင်ကျင်နေပြန်ပြီးတော့ reliving ပြန်ခံစားနေရတာအဲ့တော့အဝေးမှနေပေမဲ့အဝေးမှနေတဲ့သူကလည်းစိတ်မကောင်းခြင်းကြီးစွာဖြစ်ပြီးတော့ခံစားနေရဖြစ်တဲ့အတွက်ဒါတွေကို limit လုပ်ဖို့လိုပါတယ်တိသွားပြီအော်ဒီလိုကြီးဖြစ်လိုက်ပါလားဆိုတာတိသွားပြီဖြစ်တဲ့အတွက်နေတိုင်း Facebook ကိုပို့ပြီးတော့ဒီအနိဋ္ဌာယုံတွေဟဲ့လားဖြစ်ပျက်သွားတဲ့ဆိုးွားတဲ့အဖြစ်အပျက်အတွေ့အကြုံတွေမကြမကြည့်ကြဘူးလေလိုပါတယ် limit လုပ်ကိုလုပ်ပါ media limit လုပ်ကိုလုပ်ရပါမယ်အဲ့ဒါလုပ်ပြီးရင်စောစောပြောတဲ့ဟဲ့လားကိုယ်လဲချမ်းမအောင်စိတ်လဲချမ်းသာအောင်နေပြီးတော့တပားသူတွေကိုကူညီတဲ့နည်းအားဖြင့်ကိုယ့်ရဲ့စိတ်ဓာတ်တွေကိုမြင့်တင်ကြပြီးတော့ဘဝတက်လန်းအတွက်နိုင်ငံတော်ကြီးတိုးတက်လာအောင်ဘယ်လိုကြိုးစားပြီးတော့ဝိုင်းဝန်းလှုပ်ဆောင်ကြမလဲဆိုတာလေးကိုပဲကြိုးစားလှုပ်ဆောင်ကြစေချင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာရဲ့စကားတွေအရန်တန်ဖိုးရှိပါတယ်တစ်လုံးချင်းကကိုအရန်ကိုဟိုထိရောက်ပါတယ်တကယ်ကိုဒီခံစားနေရတဲ့သူတွေကောဝိုင်းဝန်းပံ့ပိုးနေတဲ့သူတွေကကောဒါတွေကိုလုပ်ဖို့လိုပါတယ်အဲ့တော့မှသာလျှင်ကျွန်တော်တို့ဖြစ်နေတဲ့အနေအထားတွေအထူးသဖြင့်ကျွန်တော်တို့ physical ဘိုင်းမဟုတ်တောင်မှစိတ်ပိုင်းဆိုင်ရာအခုပြောချင်တော့စိတ်လူမှုထောက်ပံ့ရေးဆိုင်ရာတွေမှာခက်မြန်ကျွန်တော်တို့လုပ်သွားနိုင်မှာပါတစ်ဖက်ကလည်းပဲကျွန်တော်တို့ physical ဘိုင်းဆိုင်ရာကျွန်တော်တို့ကူညီနေရတဲ့ရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုကူညီဖို့ကိုယ်တိုင်ကစိတ်ပိုင်းဆိုင်ရာတကယ်ကိုစွမ်းအားတွေပြည့်မှကူညီနိုင်မှာပါကြန့်ခိုင်မှကူညီနိုင်မှာပါအဲ့တော့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုအရင်လုပ်ဖို့ဆိုတာဆရာကြီးပြောတဲ့အချက်တွေအကုန်လုံးလုပ်ပေးမှစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုဖန်တီးနိုင်မှာပါအဲ့ဒါမှလည်းတခြားလူတွေကိုကူညီပေးရမှာပါဒီမှာကျွန်တော်နည်းနည်းဖြည့်ပြရရင်ကျွန်တော်တို့တခုလုပ်နေတဲ့ငရင်ကြောင့်ဖြစ်နေတဲ့ဒီခံစားရတဲ့ဒုက္ခတွေအကုန်လုံးကိုလုပ်တဲ့အခါမှာဒါကကျွန်တော်တာတိုအပြေးပွဲလည်းမဟုတ်ပါဘူးတကယ်ကိုမာရသွန်ပြေးပွဲကျွန်တော်တို့မှာတကယ်ကိုလိုအပ်နေတဲ့ကာယဆိုင်ရာတက်လုံကောင်းမှုအပြင်စိတ်ပိုင်းဆိုင်ရာတက်လုံကောင်းမှုလည်းအရန်လိုပါတယ်ဆရာကြီးတို့ပြောတဲ့အချက်တွေကအရန်ကိုလိုပါတယ်စိတ်သာရှိနေခဲ့ရင်နောက်ပိုင်းကျွန်တော်တို့အပိုင်းတွေကအများကြီးအဲ့လိုနိုင်ပါပါဆရာကျေးဇူးတင်ပါတယ်တကယ်အခုတစ်ခါထပ်ပြီးတော့ဆရာဦးအောင်ထက်ခန့်အနေနဲ့ကတော့ညီကုန်းချုပ်အနေနဲ့ဗာလေးများပြောချင်ပါသေးတယ်ခင်ဗျာအဲ့တော့ပထမဆုံးအနေနဲ့ဒီလိုငလျင်ဘေးကနေပြီးတော့အသက်ဘေးလွတ်မြောက်လာတဲ့သူတွေကိုcongratulation လို့ပြောချင်ပါတယ်အဓိကတော့အားပေးချင်တာပါဒီလိုမျိုးဖြစ်ပျက်ကနေပြီးတော့ပြန်ထဖို့ဆိုတာတဲ့ပြောရင်ကြီးမားတဲ့စွမ်းအားတွေကြီးမားတဲ့ resilient တွေအကြောင်းပို့ပဲထလာနိုင်တာပါအဲ့အတွက်ကိုရိုင်းဒီလဲဟလာတကယ်ကိုတန်မာကြန့်ခိုင်တဲ့သူဆိုတာကိုမမေ့ပါနဲ့အခုရှင်တန်ဒီခဲ့တဲ့သူတွေအနေနဲ့ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့စောစောဆရာကြီးပြောခဲ့သလိုပါပဲဒီဖြစ်ပျက်ကြီးကိုလက်ခံလိုက်ဖို့လိုရတယ်လက်ခံပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကကိုယ်မှာရှိတဲ့အရာတွေကိုကိုအာရုံစိုက်ပါဆုံးရှုံးသွားတဲ့အရာတွေအစားပေါ့နော်အဲ့တော့ maybe လုပ်လို့ရတာတော့ကျွန်တော်တို့ gratitude journal ရေးတဲ့ပုံစံမျိုးပေါ့နော်အကောင်းဆုံးကတော့ဒီအပိုင်းမှာတရက်တာမှာငါတို့ဘာတွေကောင်းတာတွေရှိလဲငါဘာတွေလုံနိုင်သေးလဲဆိုတော့ gratitude journal လိုမျိုးရေးတာလေးတွေပို့ပြီးလုပ်စေချင်ပါတယ်နောက်တစ်ခုကတော့စောစောကဆရာကြီးပြောခဲ့သလိုပါပဲကျွန်တော်တို့အဖွဲ့အစည်းနဲ့နေပါအဖွဲ့အစည်းနဲ့ပေါင်းပြီးတော့ကိုရှင်တန်နေတဲ့အချိန်မှာဘာဝိုင်းကူလို့ရမလဲဆိုရယ်ရှူတောင်းက
စဉ်းစားခြင်းအပြင်လည်းကိုယ့်ရဲ့စိတ်တတရာစိတ်ထင်ရအောင်ကုစားမှုတစ်ခုဖြစ်စေနိုင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာရဲ့စကားလုံးတွေကလည်းအရန်ကိုကျိုးရှိပါတယ်ဆရာကြီးတို့နှစ်ယောက်ပြောလိုက်တဲ့စကားလုံးကလည်းကျွန်တော်တို့အထူးသဖြင့်စိတ်ခွန်အားပို့ပြီးတော့ဖြစ်စေပါတယ်စိတ်ခွန်အားရလာအောင်ဘယ်လိုလုပ်မယ်ဆိုတာလည်းပဲအတွေးအချံတွေအများကြီးအားစေပါတယ်ကျေးဇူးတင်ပါတယ်ဆရာအခုဒီဘက်ကဆရာဒေါက်တာကောင်းမြတ်ဆန်ကိုလည်းပဲကျွန်တော်မေးချင်တာကညီကုန်းချုပ်အနေနဲ့ဆရာကြီးတို့ပြောခဲ့တာတွေဒီကခုနကပြောခဲ့တဲ့အချက်တွေဒီပြီးတော့ဗာများထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့ညီကုန်းချုပ်နဲ့ပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပေါ့ကျွန်တော်တို့ဒီလိုမျိုးတစားတစ်ခုကိုကြုံနေဆိုတဲ့အချိန်မှာကျွန်တော်တို့ကဒါကို long term plan နဲ့သွားရဲဆိုတဲ့အချိန်မှာအဓိကတော့ resilience ရှိဖို့ပေါ့ resilience ရှိဖို့အတွက်ဆရာကြီးခုနပြောရဆိုရင်ဒီအချိန်မှာကိုယ့်အတွက် mental energy ရောကိုယ့်အတွက် positivity ရောကိုယ့်အတွက် strength တစ်ခုကိုဘယ်ကနေပြင်ပြီးတော့ရမလဲပေါ့ဆရာတို့ခုနပြောသလိုပဲ step by step ကတော့ဒီလိုသွားတက်နေဆိုတဲ့အတိုင်းသွားနေနေအဓိက point ကတော့ကျွန်တော်တို့လူတွေအချင်းချင်းကူညီများကူညီပြီးတော့ကူညီခြင်းနဲ့ရလာတယ်ဆိုတော့ခုနပြောတဲ့ကောင်းမွန်တဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအားတက်မှုတွေကိုရယူပြီးတော့ဒီအခန်းကဏ္ဍကြီးဒီကာလာကြီးကိုလူလက်တွဲပြီးတော့ကြော်ဖြတ်မှာဖြစ်ပါတယ်ကျွန်တော်တို့အကုန်လုံးကအတူလက်တွဲပြီးတော့သွားမှသာဒီ marathon မှာကျွန်တော်တို့ကဏ္ဍလိုက်လူငယ်တွေ volunteer တွေ NGO တွေအဖွဲ့အစည်းတွေအကုန်လုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ကျွန်တော်တို့ကခုနပြောသလိုတယောက်စီကနေတယောက်ဒီ energy တွေ positivity တွေ flow ပြီးတော့ကောင်းမွန်စွာပြန်လည်ကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့အပိုင်းလေးအတွက်ပြောရင်အားလုံးတူတူလက်တွဲပြီးတော့အများကြီးရေရှည်သွားမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ energy တွေချွေတာပြီးတော့အတူတကွလက်တွဲသွားရင်ကျွန်တော်တို့ရီမန်းချက်ပန်းတွေကိုရောက်မှာပါလို့ပြောရင်ကျွန်တော်ကဒီကုန်းချုပ်ချက်ပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့လုပ်တဲ့သဘာဝဘေးရန်တွေကြုံတွေ့မှုများအတွက်စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလောက်ဆိုရင်တော်တော်လေးတော့ပြောချင်တာကတော့ဏိဒန်းပေါ့နော်ကျွန်တော်တို့ပြောကြဏိဒန်းပိုင်းအနေနဲ့ပြည့်စုံပြီလို့ယူဆလို့ရပါတယ်ဆက်သွားမယ့်ဟာတွေကတော့ကျွန်တော်ခုနကပြောခဲ့သလိုပါပဲဒီဟာကတာတူပြည့်ဝဲမဟုတ်သလိုတကယ်ကိုမာရသွန်ပြေးပွဲပါဆက်လို့ရမှာတွေကတော့အများကြီးပါကျွန်တော်တို့ RCMY Rotary Club for Metro ရန်ကုန်အနေနဲ့ကလည်းပဲဆရာကြီးတို့ပြောခဲ့တဲ့ခုနကစိတ်လူမှုရေးနဲ့ပတ်သက်တဲ့ရှေးဦးသူနာပြုတင်နန်းတွေတကယ်ကိုဝိုင်းဝန်းပတ်မိုးပေးနေတဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုပေးတဲ့ဟာတွေဒါအပြင်လိုအပ်ခဲ့ရင်တယောက်ချင်းစီခံစားနေရတဲ့သူတွေကိုပါကောင်ဆယ်လင်းကိုဘယ်လိုမျိုးဝိုင်းလုပ်ပေးလို့ရမလဲဆိုတဲ့အပိုင်းတွေကိုလည်းပဲကျွန်တော်တို့ project တစ်ခုအနေနဲ့ဆက်လုပ်သွားဖို့ကျွန်တော်တို့ပြင်ဆင်ပါမယ်ပြီးတော့ဒါကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ပထမဆုံး first step အနေနဲ့เนาะတွားရမယ့်1000 mile journey မှာကျွန်တော်တို့ first step အနေနဲ့စတာပါအဲ့တော့ဒီ first step လေးစပြီးသွားတဲ့အခါမှာကတော့ကျွန်တော်တို့ထွက်လာတဲ့ဆရာကြီးစီကပညာတွေဆရာကြီးစီကအကြံဉာဏ်တွေကျွန်တော်ပေးထားတဲ့ကျွန်တော်တို့တိုက်တွန်းချက်တွေနဲ့ကျွန်တော်ဆက်ပြီးတော့ project plan တွေလုပ်ပါမယ်ဆက်သွားပါမယ်ဒါကကျွန်တော်တို့ Rotary Club of Metro ရန်ကုန်ရဲ့အနေထားနဲ့ကျွန်တော်ပြောချင်တာပါအဲ့တော့ကျွန်တော်လေးကုန်းချုပ်နဲ့ထပ်ပြောချင်တာကတော့ဆရာကြီးကိုကျေးဇူးတင်ပါတယ်ဆရာကောဒီကဆရာကြီးအကုန်ကျေးဇူးအများကြီးတင်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီအစီအစဉ်ဖြစ်သွားအောင်ဝိုင်းဝန်းပတ်မိုးပေးတဲ့ Rotary Club for Metro ရန်ကုန်ကညီကိုမောင်နှမများဒါအပြင်ကျွန်တော်တို့မြမခရီးသွားပံကလည်းကျွန်တော်တို့ကိုအများကြီးပံ့ပိုးထားပေးပါတယ်အဲ့လိုပံ့ပိုးပေးတဲ့သူတို့တူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးစားသွားပါမယ်ကျွန်တော်တို့ Rotary Club for Metro ရန်ကုန်ရဲ့ဥတီချက်အတိုင်း 3R နဲ့လည်းသွားပါမယ်ဒီနေ့ထပ်ပြီးတော့တိုးလာတာကတော့ 3L ပါ 3L နဲ့လည်းဆက်ပြီးတော့ကြိုးစားတောင်းမှပြောကျွန်တော်တို့ဒီမှာကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါဆရာ